ကဲကိုယ့်ရဲ့ Redmi phone မှာကိုယ့်ရဲ့ဖုန်းအားကိုအမြဲတမ်း 100% ဖြစ်အောင် setting တစ်ခုဖွင့်လိုက်တာနဲ့လုပ်လို့ရပြီဆိုတာသိကြလားမသိဘူးဆိုရင်ဒီ video လေးကိုစောင့်လိုက်ပထမဦးဆုံးကျွန်တော်ဒီ battery အားလေးကိုယဉ်ကြည့်လိုက်အားဘယ်လောက်လဲကျွန်တော်54ရှိတယ်နော်โอเค54မှတ်ထားပြီနော်ဗျကျွန်တော်ဒီကောင်လေးကို setting နဲ့အရင်ဝင်မယ် room wide ဆိုရင်ကျွန်တော် device ထဲဝင်မယ် room wide ဆိုရင်ကျွန်တော်ဒီမှာကျွန်တော်နှိပ်တဲ့ကောင်လေးချက်နှိပ်မယ် wide OS version လို့ချက်နှိပ်မယ်နော်ဒါလေးကို connection ထောက်လိုက်မယ်နော်ဆွဲတော့ရင်အောက်မှာ device option ပေါ်သွားလိမ့်မယ်အဲဆိုရင်19ကနေခဏပြတ်ထွက်လိုက် tab wide ဆိုရင် attachment setting နဲ့ဝင်လိုက်ဗျโอเค win wide ဆိုရင်အောက်လေးနဲ့ဆွဲပြီးပါโอเค sway wide ဆိုရင်အောက်မှာ device option ဆိုတာရှိတယ်ဒီမှာအကောင်လေးကကျွန်တော်ခုနဟာလေးခုနချက်ထောက်မှာပုံပါပါโอเคအကောင်လေးတစ်ချက်ဝင်လိုက်ပါဗျနော် oh sorry အကောင်လေးတစ်ချက်ဝင်လိုက်ပါဗျโอเค win wide ဆိုတာနဲ့ကျွန်တော်အောက်တစ်ချက်ဆွဲပါဗျsway wide ဆိုရင်ဒီမှာ demo ဆိုတာရှိတယ်ဗျနော်ဒီကောင်လေးဒီမို့လားအကောင်လေးတစ်ချက်နှိပ်ပြီးဖွင့်ပြလိုက်တာနော် wide on လေးနှိပ်ပြလိုက်အဲဆိုရင်တော့ကျွန်တော်ခုနပြောခဲ့လို့ပဲလုံးဝအောက်ဖူးတုံးလို့ရပါပြီဗျနော်ဒီမှာနော်အောက်တေးရဘလို့တော့ဒီအားရောက်မှာမဟုတ်ဗျနော်โอเคအားလုံးပဲသိပြီးကြပါစေတကယ်လို့ဒီလိုမျိုးလုပ်လို့ရလားမရလားကျွန်တော်စီရင်မှမှန်းခဲ့ပါမယ်နော်โอเคရလားမရလားစီပြီးမှမှန်းခဲ့ဒီလိုမျိုးအကြောင်းအရာလေးတည်ကြည့်နေဆိုရင်ကျွန်တော်ကောက်လေးကို follow ခဲ့